ရှင်ဒီနေ့မိတ်ဆက်ပေးနေတာကတော့ခေတ်ပညာရဲ့ grade 4 set လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် grade 4 set ဒါလေးဆိုရင်တော့ grade 4 set လေးပဲဖြစ်ပါတယ် grade 4 set မှာဘာတွေပါမလဲဆိုလို့ရှိရင်ဒါလေးကတော့မြန်မာစာစာအုပ်လေးပါမြန်မာစာစာအုပ်လေးမှာဆိုလို့ရှိရင်အခန်း1ကနေပြီးတော့36ထိပါပါတယ်ပြီးတော့ answer ဆိုလို့ရှိရင်လည်းဒီစာမျက်နှာ119မှာ answer တွေပါပါတယ်ဒါလေးကမြန်မာစာစာအုပ်လေးပါနောက်တစ်အုပ်ကတော့ဒါအင်္ဂလိပ်စာစာအုပ်လေးပါအင်္ဂလိပ်စာအုပ်လေးပါဒါလေးကတော့အင်္ဂလိပ်စာစာအုပ်လေးပဲဖြစ်ပါတယ်နောက်တစ်ခုကတော့သင်္ချာစာအုပ်လေးပါသင်္ချာမှာ2အုပ်ရှိပါတယ်သင်္ချာ1နဲ့2နဲ့ပါ1နဲ့2နဲ့ဆိုတာကတော့အခန်းကိုခွဲပေးထားဖြစ်ပါတယ်အခန်းသင်္ချာ1မှာဆိုလို့ရှိရင်အခန်း1ကနေအခန်း30အထိ10ခန်းပါပါတယ်ဒါလေးကတော့သင်္ချာ1စာအုပ်လေးပဲဖြစ်ပါတယ်စာအုပ်လေးအလုံးကစာအုပ်ထဲမှာ၄စင်ခန်းလေးတစ်ခါလေးလုပ်လို့ရပါတယ်ဒါလေးကတော့သင်္ချာ2လေးပါသင်္ချာ2လေးမှာဆိုလို့ရှိရင်အခန်း17ကနေပြီးတော့အခန်း20ထိပါပါတယ်သင်္ချာ1နဲ့2နဲ့ခွဲထုတ်ထားတဲ့ရည်ရွယ်ချက်ကစာအုပ်အရန်ထူသွားမှာဆိုလို့ပါဒါလေးကတော့သင်္ချာ2လေးဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့သိပ္ပံစာအုပ်လေးပါသိပ္ပံမှာဆိုလို့ရှိရင်အခန်း10ခန်းပါပါတယ်ဒီကျင်ငန်းလေးကိုစာအုပ်ထဲမှာတစ်ခါလေးလုပ်လို့ရတဲ့အပြင်မိကုံးလေးတွေအချိန်မှရွေးတာလေးကတစ်ခါလေးပါပါတယ်ဒါလေးကသိပ္ပံစာအုပ်လေးပါဒါလေးကတော့လူမှုရေးစာအုပ်လေးပါဒီလေးစာအုပ်လေးမှာဆိုရင်အခန်း1ကနေပြီးတော့အခန်း9ထိပါပါတယ်ဒီလေးစာအုပ်လေးကတော့ကိုယ်ပိုင်ကျောင်းတွေမှာတော်တော်များသုံးတဲ့စာအုပ်လေးဖြစ်ပါတယ်ဆိုရင် grade 4မှာလူမှုရေးသိပ္ပံသင်္ချာ2သင်္ချာ1အင်္ဂလိပ်နဲ့မြန်မာဆိုပြီးတော့အလုံးပေါင်း6အုပ်ရှိပါတယ်နောက်လေးအလုံးရဲ့အနောက်မှာဆိုလို့ရှိရင် answer key လေးပါပါတယ်နောက်တွဲလေးပေါ့နော်ကိုအရင်တော့ကတော့ answer key စာအုပ်တက်တက်ထုတ်တာဒါပေမဲ့နောက်ပိုင်းမှာတော့ answer key လေးကိုစာအုပ်နောက်မှာတွဲပေးထားရတယ်စာအုပ်လေးတွေကိုမှာယူနေဆိုလို့ရှိရင်တော့398880ရဲ့ Viber Telegram မှာတစ်ဆင့်မှာယူနိုင်တယ်လို့ Facebook Messenger နဲ့ TikTok တို့မှာလည်းမှာယူနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်